မြန်မာကနေစင်ကာပူ IT industry ရဲ့အလုပ်လုပ်ချင်တဲ့ junior engineer တွေ fresh graduate တွေအနေနဲ့ကျမဒီနေ့ကျမရဲ့ knowledge sharing လေးကို share ပေးသွားမှာဖြစ်ပါတယ်။ဥပမာအားဖြင့်လူငယ်များစုက IT industry ဝင်တဲ့အခါမှာဘယ် career path ကိုရွေးရမလဲဆိုတာကိုအမြဲတမ်းတွေးရဖြစ်ကြတယ်။ဥပမာအားဖြင့် networking industry မှာဆိုရင် network engineer, network security engineer, data scientist, data specialist ဒါအပြင် cloud engineer တွေ cloud security engineer တွေ နောက် automation engineer တွေအစရှိတဲ့ career path မျိုးစုံရှိတယ်။ကိုဘာကိုစိတ်ဝင်စားလဲဆိုတာကိုဘာသာကိုအရင်ဆုံးမေးဖို့ကအရေးကြီးတယ်။ technology industry ကအရန်ကျယ်တယ်။ cyber security engineer လူတိုင်းဖြစ်ဖို့မလိုသလို programmer လည်းလူတိုင်းဖြစ်ဖို့မလိုဘူး။ကိုနဲ့ကိုက်နေတဲ့ career path ကိုရွေးချယ်နိုင်ဖို့ကအရေးကြီးတယ်။နောက်တစ်ချက်က market trend ကိုကြည့်ဖို့လိုတယ်။ကျမရဲ့20 experience ရဆိုရင်2008ခုနှစ်ကနေ2012ခုနှစ်လောက်ထိကို networking career salary လည်းကောင်းခဲ့တယ်။ demand လည်းအများကြီးရှိခဲ့တယ်။လို့အများစုကမသိခဲ့ကြဘူး။ဒါကြောင့် networking ကိုရွေးချယ်မှုနေရတယ်။ဒါပေမဲ့ဒီနေ့ခေတ်မှာတော့ social media တွေ internet တွေ global communication တွေကြောင့် IT industry အကြောင်းလူတွေပို့ပြီးတော့သိလာကြပြီ။ဒါဆိုစင်ကာပူ IT industry ဝင်ချင်နေဆိုရင်ဘာတွေအဓိကပြင်ထားရမလဲ။အဓိက3ချက်ရှိပါတယ်။ education academic background, professional certification, industrial experience တွေဖြစ်ပါတယ်။ academic background အနေနဲ့ university degree, diploma ဒါမှမဟုတ်ဆိုရင် NCC, HND အစရှိ diploma တွေလိုအပ်တယ်။ professional certification အနေနဲ့ကြာရင်Cisco, Juniper, FortiGate, Palo Alto အစရှိ professional certification နှစ်ခုတောင်နှစ်ခုတက်ပို့ပြီးတော့အများကိုင်ထိုင်ပို့ပြီးအဆင်ပြေတယ်။ industrial experience အနေနဲ့ internship ဖြစ်ဖြစ် project experience ဖြစ်ဖြစ် industry မှာအလုပ်ကိုင်တွေ့ကြုံ2နှစ်ကနေ3နှစ်ထိလို့အပ်ပါတယ်။